ဘာအပူချိန်တွေမြင့်တက်လာတဲ့အမျှဟီရိုတီယာမက်ရဲ့နှုတ်ထမှုကလည်းအချိန်မရွေးဖြစ်ပေါ်လာတော့မယ့်အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်မကာရီဟာအရေးပေါ်အခြေအနေဖြစ်ပွားရာနေရာတိကျကိုပြစ်မှတ်ထားပြီးအချိန်ကုန်ပြေးထွက်ခဲ့ကအဖွဲ့သားအားလုံးလည်းရင်ဆိုင်မှုအတူတူပူးပေါင်းခဲ့ကြပါတယ်အဲ့ဒီအချိန်မှာအိုင်ကာရက်စ်ကရှေ့ကိုတက်လာခဲ့ပါတယ်သူကဖက်စတော့ရဲ့စံတက်မှုကိုကြားဖြတ်နောက်ဆက်ပြီးမင်းတို့ဒီနှုတ်ထမှုကိုတားဆီးမယ်ဆိုရင်အေဂျက်ကိုငါတက်ခဲ့တယ်လို့မင်းတို့ကပါတက်ပြစ်မယ်ဆိုတဲ့အမှန်တရားကိုဖွင့်ချကာထွက်ခွာသွားခဲ့ပြီးစပရိုက်ကလည်းသူ့နောက်ကနေကတ်လိုက်သွားခဲ့ပါတယ်ဂျင်ကိုကတော့အဖွဲ့ထဲမှာမပါဝင်ပဲညှင်းဆန်ခဲ့ပါတယ်သူတို့ကဒီနှုတ်ထမှုကြီးကိုသူတို့ရဲ့မြင့်မြတ်တဲ့တာဝန်တစ်ခုအဖြစ်ရှုမြင်နေကြလို့ဖြစ်ပါတယ်ကျန်တဲ့အဖွဲ့ဝင်9ယောက်ကတော့အရှုံးမပေးပဲတောက်ခံထားခဲ့ကြပြီးစာစီကအာရီရှန်နဲ့စိတ်ဆက်ထားတဲ့ကောင်းကင်ဘုံရဲ့စွမ်းရည်လုံးကိုထုတ်ယူလိုက်ပါတယ်ဖက်စတော့ကလည်းမတွေးဝင်စရာအစွမ်းထက်လာတဲ့အားအင်တွေကိုအသုံးပြုပြီးခွန်အားဖြစ်စေမယ်လက်စွပ်တကွင်းကိုဖန်တီးကအပြောင်းလဲကိုတားဆီးဖို့တိုက်ပွဲအတွက်ပြန်လည်ပြင်ဆင်လိုက်ကြပါတယ်အခုခါမှာတော့ဖက်စတော့ဟာဒုံမောရင်ပြန်ကြီးကိုအရေးပေါ်ဆုံးစီဦးတီမောင်းနေခဲ့ပြီးအဲ့ဒီနေရာမှာရောက်နေတဲ့အိုင်ကာရက်စ်ကရင်ပေါ်ကိုအတင်းဝင်ရောက်လာခဲ့ပါတယ်ရင်ထဲမှာစောင့်ကြိုနေတဲ့တီနာဟာသူမအနေနဲ့အိုင်ကာရက်စ်ကိုအနိုင်မတိုက်နိုင်မှန်းသိပေမဲ့စမာရဲ့အချိန်ဆွဲနိုင်ဖို့အတွက်ခုခံမှုပြင်ဆင်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲမကာရီစမာနဲ့ဒရူးအတူဟာအရေးပေါ်မိတောင်းရဲ့အတင်းနှလုံးရှိရာနေရာစီကိုဆင်းသက်သွားခဲ့ကြပါတယ်လက်စွပ်ရဲ့စွမ်းအင်တွေနိုးထလာတာနဲ့အမျှသူတို့ရဲ့စွမ်းအားတွေပေါင်းဆက်သွားခဲ့ပြီးတီယာမက်ကိုပြန်လည်အိမ်မောကျသွားစေဖို့အတွက်ဒရူးအကသူ့ရဲ့စိတ်ထိန်ချုပ်မှုစွမ်းအင်ကိုအာရုံစိုက်ပြီးအတင်းအကျပ်ကြိုးစားပါတော့တယ်ဒါပေမဲ့လက်စွပ်ရဲ့စွမ်းအင်တွေပွင့်သွားတဲ့အခါမှာတော့အိုင်ကာရက်စ်ကိုဘယ်သူမှတားဆီးလို့မရတော့ပါဘူးသူဟာရဲဘော်ဟောင်းတွေကိုဘာညာတာမှုမှမရှိဘဲတိုက်ခိုက်ခဲ့တာကြောင့်ဒရူးရဲ့အာရုံဆူဆိုင်မှုတွေပြိုကွဲသွားခဲ့ရပါတယ်အိုင်ကာရက်စ်ကဒရူးအကိုလေပေါ်မြောက်တင်ပြီးသူ့ရဲ့မျက်လုံးလေးစားတွေနဲ့အနီးကပ်ပြစ်ခတ်ချေမှုန်းလိုက်တယ်လို့ဒုံမိုးရင်ပြန်ကြီးကိုပါအပိုင်းပိုင်းဖြတ်ပစ်လိုက်တာကြောင့်ရင်ကြီးဟာအောက်ကိုထိုးဆင်းပြတ်ကျသွားခဲ့ပါတယ်မကာရီဟာအမြန်ဆုံးဝင်ရောက်ပြီးတီနာနဲ့ဖက်စတော့တို့ကိုကယ်တင်နိုင်ခဲ့ပါတယ်အိုင်ကာရက်စ်ကသူတို့စီကိုထပ်မံတိုးကပ်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့မကာရီဟာဘာမှချမ်းမထားတော့ပဲသူ့ရဲ့ရှိသမျှခွန်အားပြည့်နဲ့ပြန်လည်တိုက်ခိုက်ပါတော့တယ်